စာတိလူနဲ့ဝိညာဉ်လူပေးလို့မရဘူးဆိုတာကိုဟောပါဖြစ်တယ်စာတိလူကဘာကိုပြောလားဒီလိုကျွန်တော်ပြောလာစိတ်နဲ့ဒီဘာကျွန်တော်ချိန်ထားပြီးဆိုတော့စာတိလူဆိုတာဇတိဆိုတာဝဇ္ဇာကိုခန္ဓာပေါ့ဇတိဆိုတာကိုခန္ဓာတော့ဆိုဇတိဆိုတာမွေးရစာမွေးရမွေးတဲ့စာတိကလည်းဘယ်ကနေလာလဲအမေဖေပေါ့အမေဖေကမိဘကလာအမေဖေကနေဟိုအမေဖေကိုလုပ်တဲ့ဟိုပါတယ်အရှင်းတဲ့ဒီကပတ်တယ်တရားမဖြစ်လည်းပေါ့အာဒမ်အာဒမ်ကလည်းရှင်းတဲ့လာတယ်ဒီလူတွေဟာခရတဲ့ကိုမသိရင်ပါလို့ပါဖြစ်တယ်သိတယ်လေအဲ့လူတွေပြီးတော့မှစာတိပကတိနဲ့အသက်ရှင်နေလူတွေဖြစ်တယ်ဟုတ်တယ်တော့ဆက်ပြရတယ်ရရတယ်ဆက်ပြတယ်လူတွေဖြစ်တယ်နော်ဖယားနဲ့ဖယားရှိမှလူတွေဖြစ်တယ်ဒီဘာမဆိုင်ဘူးနော်ပြီးတော့မှစာတိပကတိနဲ့ထွန်းမိုးတဲ့လူတွေဖြစ်တယ်ဒါအဲ့ဒါကောင်းကင်နိုင်ငံရောက်နေတာရောက်နေဘူးဒါကြောင့်မလို့စာတိပကတိနဲ့ဝိညာဉ်လူဆိုတာကောဖယားတကယ်ကကောင်းကြည့်ပြီးလို့မရကိုယ့်ရဲ့အစကားတော့အစာတိပကတိအရာတွေကိုအလုံးခတ်ခဲ့ပြီးတော့မှဟိုဗါလဲဝိညာဉ်တိစနေရဒါမှသာပဲကြားတယ်ကကောင်းကြည့်ပြီးတာဖြစ်တယ်ဟုတ်ကဲ့အဒီကဘာဦးကျန်အခန်းကြီးစနစ်ကလေဒီဖိဖတ်ပြီးလိုက်ကိုလေကိုတရားနဲ့လက်ချင်တော့အေးဖတ်ပြီးပါကဘာဦးကျန်အခန်းကြီးစနစ်ခန်းရဲ့ဒီကအာဒီတော့ထာဝရဘုရားထာဝရဘုရားဒီလေတဲ့အဗရာကိုကိုရောမူဒီမိတကွာအမျိုးသားချင်းပေါ့ညာတဲ့ကဖွေပြီးငါပြတ်တာတော့ပြီတို့သွားတော့ငါတိတ်ကိုလူတို့ကြီးပြည်စီငါကောင်းကြီးတွေသိဓမ္မကိုကြည်ရသည်ဒီဒီကောင်းကြီးခံရတော့ဖြစ်လေတိတ်ကိုကောင်းကြီးပြီးတော့သူကိုငါကောင်းကြီးပြီးပြီတိတ်ကိုကြည်ဆဲတော့သူကိုငါကြည်ဆဲပြီတင်အားဖြစ်လေမျိုးအပေါင်းတို့ဒီကောင်းကြီးမင်္ဂလာကိုခံရလေပြီးတော့ထို့သောထာဝရဘုရားပြီးတော်မူသည့်တိုင်းအဘရဖြစ်သွား၍လောကကလည်းတိုက်လိုက်ပြီးအဘရသည်ခံရမှုမှထွက်သွားသောအခါအသက်95နှစ်ဟုတ်ပြီရပြီတော့ဆရာဒါတော့ဆရာတခင်ကဘသူကိုကောင်းကြီးပေးခြင်းတယ်အဗရာဟဟမ်ကိုကောင်းကြီးပေးခြင်းတယ်အဗရာဟမ်ကိုကောင်းကြီးပေးခြင်းတဲ့ကြောင့်ဘုရားသခင်ကအဗရာဟမ်ကိုပါတော့တယ်မင်းအမျိုးတည်းမင်းအပေါင်းဖော်တဲ့ကဒီမှာဘာရမယ်လို့ပြောတယ်နော်ယနေ့ကျွန်တော်တို့လူသားတွေရောကိုယ့်အမျိုးနဲ့မချင်တော့ဘူးလားချင်းချင်းလေအဲ့ဒါကိုပြောတာနော်အဗရာဟမ်ဟာဘုရားသခင်ကကောင်းကြီးပေးခြင်းတယ်ဒါပေမဲ့ဘုရားသခင်ကသူ့ကိုပြောတယ်မင်းလူမျိုးအပေါင်းဖော်တဲ့ကတည်းကထွက်ငါပြတ်လို့ပြီးကိုတော့အဗရာဟမ်တော်ပြီးမှကောင်းကြီးရတာဖြစ်တယ်ကျလက်တာတော့ပြုလို့သွားတော့ဘုရားသခင်ကအဗရာဟမ်ကိုပြောတာရှိလို့တော့အခုအဗရာဟမ်ရှိသလားရှိတယ်သူရှိတာပေါ့ဘာတော်မှာလေဟုတ်ကဲ့ဒုပါတော်လည်းရှိတယ်သူကတော့အဗရာကောင်းကြီးရောက်တော့ကောင်းကြီးရောက်ပြီဒီမိကြီးမှမရှိတော့ဘူးအဗရာဟမ်ကိုညီညွန်းတာကဘာလို့လဲရတဲ့ပြီကျွန်တော်တို့ကိုညီညွန်းတာအေးလေအဗရာဟမ်ကကျွန်တော်တို့ကိုလူသားပေါ့လူသားတွေကိုသူ့ကိုယ်စားအနေနဲ့ပေါ့နော်အဗရာဟမ်ကိုဥပမာလေးဥပမာပေးပြီးတော့မှအဗရာဟမ်ကဲသူ့ကျွန်တော်တို့လည်းလူမျိုးတွေကနေဘာလို့မလဲဘယ်တော့ရမယ်ခွဲပတ်မှဘုရားသခင်ကကောင်းကြီးပေးတာဖြစ်တယ်ဆိုတော့တော့ဝင်ဖတ်တော့ကွာကဲကျွန်တော်ရမှုတော့ဆောင်းရတယ်လေကျွန်တော်ကိုကြည့်လူမျိုးရှိသလားမရှိဘူးလေကျွန်တော်ရှိမှာဟုတ်မရှိဘူးကျွန်တော်သားတွေလည်းပဲနေတယ်ကျန်တဲ့လူမျိုးတွေညီကိုတွေအမအကုန်လုံးဆောက်ဆိုင်မှာချင်းပြနေမှာလက်ထားခဲ့တယ်ဒါကဒီနေ့ကျွန်တော်တို့ဒီနောက်ဆိုင်မှာလူမရှိသေးဘူးဘုရားသခင်ကပို့တယ်ကျန်တဲ့လေးကိုပို့ပြီးတော့အခုအတင်းတော်မှာအကြီးကြီးဖြစ်သလားအဲ့ဒါဘုရားကကောင်းကြီး
ကြီးပေးလို့ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့တို့ရှိတယ်ဒီမှာကျွန်တော်တို့တွေဒီလဲဒီမှာတင်းဤပီနဲ့တကွာကျွန်တော်တို့နေထိုင်တဲ့ပီနဲ့နော်ကျွန်တော်တို့ကဒီကရင်ပြည်နယ်ကယားပြည်နယ်မှာနေတယ်လေနော်ဆိုတော့အဲ့ဒီပီတွေကိုထားခဲ့ပါ ဟုတ်ကဲ့တခြားနေရာတော့ပေါ့ အခြားအမျိုးသားချင်းပေါင်းဖော်တဲ့ကပတ်ပြီးဒီတဲ့အမျိုးသားအထက်ကကျွန်တော်တို့ကပိုက်ဖတ်ဖို့ဆိုလို့လေပြရပါလားပတ်ပြီးဒီငါပြတော့ပြီကိုသွားပါလို့ပြောတယ်ငါပြတော့ပြီဗမာလေ တကယ်ပြရတဲ့ပြီပေါ့ ဘယ်ကနေပြတဲ့ပြီကဗမာလေအခုကျွန်တော်တို့အခုအသက်ရှင်တဲ့နေရာမှာ ဆိုတော့လည်းကပြီပေါ့မြေကြီးပေါ့ မေကြီးဆိုတော့သူပြတဲ့ပြီဆိုတာအခုလေကျွန်တော်တို့ဘယ်ကိုသွားမလဲကျွန်တော်တို့ကစကားပြောတာလေ လုတ်ပါတော့ လောကဘတော်ရှိတဲ့နေရာအဲ့ဒါကိုပြောတာ ဒီကုန်းရှိတဲ့ တမန်တရားရှိတဲ့နေရာကိုတွားပါအဲ့ဒါကိုပြောတာတော့ဒီမှာငါပြတော့ပြီကိုတွားတော့တွားတယ်ဆိုလို့ရှိရင် तू ကဘာပြောကြလဲငါဒီတင့်ကိုဒီမှာ ကောင်းကြီးနေတယ် လူမျိုးကြီးဖြစ်စေတယ်ကဲလူမျိုးကြီးမဖြစ်ချင်ဘူးလားဖြစ်ချင်တယ်ဖြစ်ချင်ရင်ဘယ်သူစကားနားထောင်ရမလဲ ဘုရား ဘုရားစကားနားထောင်ရမယ်အဲ့ဒီဘုရားကဘာပြောတယ်လဲကျွန်တော်တို့ကိုပါဖာတယ်စစောတော့ကတေးပြီးနဲ့လူမျိုးထက်က မြို့တဲ့ဆက်တော့ ဟုတ်တယ်အားပဲဒါကဘုရားကပြောတာကျွန်တော်ကပြောတာမဟုတ်ဘူး ဘုရားပြောတယ် ခင်ဗျားတို့အခုနော် ကျတာထဲမှာ အခုဆိုကြတဲ့ကျွန်တော်ဘယ်လိုပြောတဲ့အချိန်မှာငါတို့အမျိုးထဲကလည်းဖတ်ခိုင်းတယ်ဒီဘူးပဲဒီဘူးလေးပဲလို့ အဲ့လိုမတိတဲ့လူတွေကကျွန်တော်တို့ပြော မတိတဲ့လူတွေကပြောတော့ပြော သူတွေလည်းပြောဒါပေမဲ့ဘုရားဒီမှာတော့လေ ဘုရားက ဘုရားကိုမဖွင့်မဖမကြည့်ပဲနဲ့တော့ဘုရားမရှိဘူးပေါ့ then fades out again. The dust is settling on the old dirt road. Sun sinking down, skies painted gold. A lone horse waits by the cedar tree, like it knows tonight it's just you and me. So tip your hat and hold me close. One last dance for the cold wind blows. A cowboy's love ain't built to stay, but darling, I'll miss you every day. Boots on gravel, slow and steady. Heart says stay, but the road is ready. Moonlight shadows on your tear-stained face, whispered promises time won't erase. So tip your hat and hold me close. One last dance for the cold wind blows. A cowboy's love ain't built to stay, but darling, I'll miss you every day. The stars may guide me far from here, through midnight trails and lonesome years. But every song, every midnight ride will echo the sound of your soft
goodbye.